ကျွန်တော်ဒီလိုလမ်းမကြီးအဆက်အသွယ်လုံးဝကောင်းတဲ့လမ်းအလူဘယ်တော့မှမပြတ်တဲ့လမ်းအစည်းအဝေးလုံးလို့ကောင်းမဲ့လမ်းလမ်းဆန္ဒအနေနဲ့ကျွန်တော်တို့ဒီဘက်ကဆိုရင်ဒီလမ်းမကြီးတွေဝယ်မယ်ဆိုရင်အဓိက85ပြီအဓိကလွတ်ကမယ်85ပြီလဲလွတ်ပြီးတာကျွန်တော်ရောင်းချပေးမယ်ဈေးက32,000ဝန်းကျင်နဲ့ရမှာဖြစ်ပါတယ်အစာဦးလည်းပါတယ်26ပြီနောက်ကိုပေ60ရှိမယ်အားလုံးပဲမင်္ဂလာပါຫນွေမိုးဆောင်နေညကျွန်တော်တို့ခရမ်းမျိုးရဲ့အစီကားဆုံးလူဘယ်တော့မှမပြတ်တဲ့လမ်းမကြီးကိုရောက်နေပါတယ်ဒါကတော့ကျွန်တော်တို့မြို့ရဲ့ခရမ်းမျိုးအဝင်ချိုးစပါးကြီးကုန်းထိပ်လို့ခေါ်တယ်ကျွန်တော်တို့အမှတ်12ရက်ကွက်ချိုးစပါးကြီးကုန်းထိပ်ပဲဖြစ်ပါတယ်ရှေ့မှာဆိုရင်လည်းဒီမှာအုတ်သေးချောင်းတဲနုဆန်တို့အိမ်နေရှိမယ်လဲပွဲရုံနေရှိမယ်ဒီမှာဆိုနောက်ပိုင်းဆိုရင်အခုနဒီရှေ့လေးမှာဆိုရင်ထိတ်တန်းဆန်တို့မီနီမတ်လေးတွေရှိလာမယ်စေကန်းရှိမယ်ဒီမှာဆိုရင်စားတော့ဆိုင်အေဂျင့်ဆိုင်တွေရှိမယ်cosmetic အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေရှိတယ်တမင်ကျော်ဆိုင်တွေရှိတယ်ကျွန်တော်တို့ခရမ်းမြို့မှာဆိုရင်ဒီနေရာကနှစ်ရောညအောင်အရွယ်တန်းစီကားနေတဲ့အဓိက main လမ်းမကြီးပဲဖြစ်ပါတယ်ခရမ်းမြို့ကို main လမ်းမကြီးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ခရမ်းသုံးခွာအတန်လင်းပကူလမ်းမခြေကြီးပဲဖြစ်ပါတယ်အခုကျွန်တော်ကြောင်းချပေးမယ်အကွက်ကဒီကျွန်တော်တို့စီမှာဆိုရင်ဒီနားမြေတွေကိုဝယ်တဲ့နေရာမှာအဓိကရေးကြည့်တာတော့လမ်းဆန်အားနေပြီးတော့ပေ80လောက်လွတ်ကမှာဖြစ်ပါတယ်80 85လွတ်မှကျွန်တော်တို့ဝယ်ရတာပို့ပြီးတော့အဆင်ပြေမယ်အခုကျွန်တော်ရောင်းချပေးမယ့်အကွက်လေးကကျွန်တော်တို့အစာဦးလေးကဒီမှာဆိုင်ကလက်ရှိငှားထားပြီးသားပါဝယ်မဲ့လူ installment လုပ်မဲ့သူကလည်းလက်ရှိအငှားလည်းရှိထားပြီးသားနောက်ကိုလမ်းမရှိကလမ်းမနဲ့အိမ်အဆက်နဲ့က85ပေလည်းလွတ်ပါတယ်နောက်မှာအကျန်26ပေ60လောက်ကျန်မယ်ဒါလက်ရှိကပေးရတဲ့အနေအထားလေးပဲဖြစ်ပါတယ်ဒီလိုအနေထားပါဒီဘက်ကအဆောက်အဦတွေလည်းဒီမှာဆိုရင်လည်းလမ်းမနဲ့အလွတ်ပါပဲဘေးဆောက်အဦတွေလည်းသူ့အတိုင်းပါပဲဖြစ်ပါတယ်ခင်ဗျာလမ်းမကြီးမေးတင်ဖြစ်မယ်စီးပွားရေးလုပ်မဲ့သူတွေ installment လုပ်မဲ့သူတွေရွေးချယ်လို့ရတယ်ဝယ်လို့ရပါတယ်ခင်ဗျာလူကြီးမင်းတို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ရွှေပြည်အိမ်ချန်ပီယံအကျိုးဆောင်ပေးကနေဖြစ်စေကျွန်တော်အမြဲတမ်းကင်နေတဲ့ခွန်ကိုကိုနဲ့306 996 604နဲ့61090ဖုန်းနေရာနဲ့ဖြစ်စေအသေးသေးဆက်သွယ်မြင်းမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီလိုလမ်းမကြီးအဆက်အသွယ်လုံးဝကောင်းတဲ့လမ်းအလူဘယ်တော့မှမပြတ်တဲ့လမ်းအစည်းအဝေးလုံးလို့ကောင်းမဲ့လမ်းဆန္ဒအနေနဲ့ကျွန်တော်တို့ဒီဘက်ကဆိုရင်ဒီလမ်းမကြီးတွေဝယ်မယ်ဆိုရင်အဓိက85ပြီအဓိကလွတ်ကမယ်85ပြီလဲလွတ်ပြီးတာဒီချန်ကြီးကိုကျွန်တော်ရောင်းချပေးမယ်ဈေးက32,000ဝန်းကျင်နဲ့ရမှာဖြစ်ပါတယ်အစာဦးလည်းပါတယ်26ပြီနောက်ကိုပေ60ရှိမယ်အစာဦး RC မိုးစီးဆွတ်ချာနဲ့အစာဦးလက်ရှိငှားထားတဲ့နေရာတစ်ခုပါမယ်လောလောဆယ်ကတော့ဒီမှာဆိုင်ကန်းလေးငှားထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အထက်ကိုတော့ရိုက်မပြတော့ဘူးဒီဆိုင်ကန်းရဲ့ဖွဲ့စည်းပုံကစီးဆွတ်ချာနဲ့အစာဦးပါမယ်နောက်မှာကျွန်တော်ရင်တိတိလေးတုံးပါအောင်ပါခင်ဗျာဒါတွေကတော့ကျွန်တော်တို့အသေးစိတ်လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အသေးစိတ်လိုက်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအမြန်ဆုံးဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ